အိတ်တရားပဲရေးလိုက်ရတာပုံသွားမှာဆိုတော့ဘာလို့ကြမှာလဲဆိုတော့အခုကျွန်တော်စီလုံးသွားနေပေါ့နော်စီလုံးကျွန်တော်ကဒီမှာထိုင်းမှာခါမှဆွန်ဂရမ်လဲဘူးသေးဘူးပေါ့နော်ဆိုတော့စီလုံးမှာဘာတွေရှိမလဲကျွန်တော် first time ပဲရန်တော့လူတွေစီတယ်ဓာတ်ပုံတွေမှာလည်းတွေ့နေရတယ်ပေါ့နော်အိတ်ဖောက်လေးပါအိတ်ဖောက်လေးအိတ်ဖောက်တော့ဒီမှာကြီးရောက်ခဲ့တယ်ကျွန်တော်အဲ့လေဒီဘိုင်းတယောက်နဲ့လို့ဖတ်ပြီးတော့လေအမေထိုင်းတော့အိမ်မှာရုံးမယ်လောက်လိုက်တော့ဒီရှားတယ်ကြောက်ရှာ我们俩几毛？好不好？ဆောင်းမရလို့ရှိရင်တော့ဆောင်းညံသွားပြီဒီမှာမဟုတ်ဘူးအိမ်ပါအိမ်တော့ရန်ကုန်ပဲပြန်တော့မလဲ
ဒီနေ့ကတော့ကျွန်တော်တို့ခောက်ဆန်ပါခောက်ဆန်15ရက်နေ့15ရက်နေ့ဖြစ်ပါတယ်တော်လိုက်တော့နေတော်လိုက်တော့ပါဖေးမင်းတော့ရောဖေးလေကျင်းတော့လာနေ